ဟာမောင်ကွာကွာအိပ်ပျော်နေကြပြီထင်တယ်မီဒီယာစနေပြီဟေးဒီလေးတပြူးနဲ့ဆိုအိပ်ပျော်သွားလို့ပါဆရာအော်မောင်ကွာထိုင်ကဲ Stone Project ရဲ့အခြေအနေကိုပြောပြကြပါဦးဟာကျန်းလိုက်မြဝတီ City Villa မှာလည်း24နာရီလုံးလုံးအစဉ်သစ်ဖြစ်နေပါပြီတီးတန့်အိမ်ယာဝင်းဆိုတော့ပန်းချံတွေရေကူးကန်တွေလည်းအားလုံးအစဉ်သစ်ဖြစ်ပါပြီတော်တော်များများလည်းရောင်းထွက်နေပါပြီဆရာဒေဟုတ်ပါလားကွာဟမ်မြဝတီမြို့ရဲ့နောက်ထပ်စီမံကိန်းတစ်ခုဖြစ်တဲ့မြဝတီ New City မှာလည်းအားလုံးပေါင်းမြေဧက900ကျော်တောင်ဆိုတော့လူလဲနေလုပ်ငန်းလဲလုပ်ဖို့တဲ့ကွက်တီပဲဆရာအခုဆိုရင်စီမံကိန်းရဲ့100ရာခိုင်နှုန်းပြီးစီးနေပါပြီမိဘခရိုင်တွေလည်းထုတ်ပေးနေပြီဆိုတော့အမျက်စွန်းအတွက်ရင်းနှီးမြှုပ်နှံခြင်းတဲ့လူတွေကကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့လူတွေပါအရန်ကိုစိတ်ဝင်စားနေကြပါတယ်ဟေးဟုတ်ဘီလီယံနာကော်မာရှယ်ဆုံးချီနေရောအကွက်တတိရှိရဆရာဈေးတန်နဲ့ယူထားအောင်မလားဟဲ့ဘယ်လောက်တော့ဟောအလဲအကျယ်ကြီးပဲဟာနော်မြဝတီရဲ့အချက်ချာကြတဲ့ချစ်ကြည်ရေးဒရာကြီးအနီးမှာဆိုတော့စီးပွားရေးလုပ်ငန်းတွေတိုးချဲ့ဖို့အတွက်အဆင်ပြေဆုံးပဲပေါ့ဗျာပြီးတော့ညစံဒီကောက်ကွင်းနဲ့လည်းကက်ရက်မြေခွက်တွေကလည်းအကျယ်ကြီးတွေဆိုတော့ကျွန်တော်တို့ဘီလီယံနာတွေအကြိုက်ပဲပေါ့ဧက120ကျော်ရှိရဲ့ဂွားမြို့ရဲ့အဆင့်အမြင့်ဆုံးသော Blue Mountain Villa ကတော့တောတောင်အလှရှုခင်းတွေကိုခန်းစားကျင်ပါတယ်ဆိုတဲ့သူတွေအတွက်နှက်ပြီပါလားအဲ့ဒီဗီလာမှာအဆင့်မြင့်ဟိုတယ်ရေကူးကန်ပန်းချံကော်ဖီဆိုင်တွေနဲ့စီကားနေတော့မှာတနေ့ကျရင်တောင်ပေါ်ဒေသမှာကော်ဖီဆိုင်ဖွင့်ကျင်ပါတယ်ဆိုတဲ့သူတွေအတွက်လည်းစိတ်ကူးအိမ်မက်ဆိုရင်မမားပါဘူးဒါနဲ့ဟိုရွှေရည်လေးရောဟင်ရွှေရည်ကမ်းခြေအိမ်ရန်စီမံကိန်းကိုပြောတာကွာဧက900ကျယ်ပြီးမြန်မာနိုင်ငံရဲ့ပထမဆုံးနဲ့အကြီးမားဆုံးဖြစ်တဲ့ရွှေရည်ကမ်းခြေအိမ်ယာစီမံကိန်းကတော့အားရဆုံးပဲဆရာအားလုံးအပေးစီးကိုမှအဆင့်မြင့်ဟိုတယ်ကော်ဖီဆိုင်ဆောင်ကဂျင်းဖူကောက်ကားပါကင်အားလုံးပါတယ်ပြီးတော့ဘယ်ကမ်းခြေမှာမှမရှိသေးတဲ့စတေရှိုးနဲ့ဖျော်ဖြေပွဲတွေကျင်းပဖို့မြေ4ဧကအပြင်နိုင်ငံတကာအဆင့်မီခောက်ကွင်းလည်းပါသေးရဲ့ဆရာတကယ်လို့ဒါအဲ့ဒီစီမံကိန်းကြီးဒါပြီးသွားလို့တော့ကျွန်တော်ဒီမီတင်နေတော့တက်ချင်တော့မှမဟုတ်ဘူးဆရာရဲ့ကျွန်တော်တို့ billionaire breeding zone မှာတော့ငါးမွေးမြူရေးကို heavy လုပ်ချင်နေတဲ့သူတွေအတွက်9ဧကကနေ30ဧကကြားငါးကန်ကြီးတွေကအစင်းသင့်ဖြစ်နေပါပြီအမျိုးနဲ့လည်းနီးသလိုကွန်ကရစ်လမ်းလည်းဖောက်ထားတဲ့အတွက်သွားရေးလာရေးကအဆင်ပြေပါတယ်ခင်ဗျရေထဲကနေပြီးတော့ကန်ကိုတိုက်ရိုက်ကုန်းလမ်းကနေတည်လို့ရသလိုရေလမ်းလည်းအဆင်ပြေပါတယ်ငါးမွေးမြူရေးနဲ့ billionaire ဖြစ်ချင်နေတဲ့သူတွေအတွက်မျက်စိကျနေကြပါပြီ Stone Project တွေကတော့အားရစရာပဲကွာဟုတ်ကဲ့အခုလိုတိုးတက်နေတဲ့ Stone စီမံကိန်းတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိရှိလိုပါလား39 3 လုံး 1 3 လုံး 2 1 1ကိုဒီနေ့ပဲစပြီးဆက်တော့လိုက်